သည်ဖိုးထွေးဒုကလေးကိုသမျှရာခုံကြီးပြန်ကြီးကခြင်းများမြေရွှေရှိရှိကိန်းမိသူမို့လားမနီးနိုင်မထိုင်နိုင်ရွရွရှာသည်ဖိုးထွေးဒုကလေးကိုသမျှရာတရားလုံးတာမဆုံးတရားလုံးမတော့ခေါတရားလုံးတာမဆုံးကျုပ်တို့တရားလုံးမတော့ခေါတမိုးတစ်ချိန်ကုန်တွေဥပမာပြုံးပြောပြောမဆုံးရဟန်ကြပညာပတ်တဲ့ပြေဦးများဒုကလေးကိုပြန်မေ့သူမပေါ်သည်ဝီဝီကရှောင်းရဟိယောင်တောင်